စစ်တပ်ကတော့အကြမ်းဖက်သမားတွေရှိတဲ့နေရာကိုစစ်ကြောင်းထိုးတဲ့ခါကျရင်တော့လေရင်လည်းတော့တော့လေရင်လည်းတချင်းဖွင့်ပြရင်လည်းဖွင့်ပြမှာပဲဘင်းမောင်းလို့ရှင်းဖွင့်ပြလည်းဖွင့်ပြမှာပဲဒီလက်နဲ့ကြီးပြစ်ဆက်ရှိတယ်ပြည့်ရတယ်ဘာလို့အကြမ်းဖက်သမားကိုနေနေရတော့ဆိုတော့စစ်ကြောင်းလေးပို့ပို့စစ်ကြောင်းထိုးတဲ့ခါဂျားမှာမဆိုင်တဲ့လူညက်တာလည်းရှိနေတာလည်းရှိနေတာဒီတိုက်ပွဲကကျွန်တော်ဟိုတော်တော်စီစဉ်သားကြိုးစားနဲ့တိုက်ခဲ့တဲ့တိုက်ပွဲတစ်ပွဲဖြစ်တယ်လို့ပြောချင်ပါတယ်ပေါ့နော်ဒီတိုက်ပွဲကိုတိုက်ဖို့တော့ကျွန်တော်အာယူပြင်ဆင်ရတာတွေမနှဲပါဘူးဒါဖြစ်လို့လေကျွန်တော်တို့ဒီကားရှိတဲ့စကားကိုပြန်ကောက်ရလို့ရှိရင်ရဲဘော်တွေကဘယ်တော့မှမမားပါဘူးကောင်းဆောင်ကောင်းနေရတာတေချာလည်းမပြနိုင်ဟိုင်းချာတဲ့မြို့ပြည်သူညီကိုမော်တော်များအားလုံးပဲမင်္ဂလာပါ Newsbeat Channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်2025ခုနှစ်မေလ25ရက်နေ့ရဲ့ကျွန်တော်နေ့လက်ပိုင်းဗီဒီယိုသဘောနေနဲ့ဒီနေ့ခင်းမှာနောက်ဆုံးကြားသိရတဲ့တော်လန်သတင်းထိုးသတင်းကောင်းများစွာရှိတဲ့ဖြစ်တဲ့အတွက်ဗီဒီယိုကိုကျွန်တော်တို့ဆောက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့ဒီနေ့ခင်းပိုင်းမှာဆိုရင်တော့ကျွန်တော်တို့အားလုံးသိထားတဲ့အတိုင်းပဲပေါ့နော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကျွန်တော်တို့အပြတ်ချေမိုးနေတဲ့အညာမြေကအထူးခရိုင်စစ်စင်ရေးတွေပြီးတော့မှဘုံမိုက်ကွက်ပေါ့နော်ခြေကောလမဲ့တွေလည်းကျက်မှာပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်ခိုင်းလိုပဲသတင်းတိုလေးတွေချစ်လိုက်ရအောင်နော်အယုံဆုံးသတင်းသဘောအနေနဲ့ကတော့ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်ကဲညူတပ်မ6နယ်မြေအတွင်းထိုင်းမြန်မာနယ်ဆက်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုကဲညူကဒီနေ့မနေ့ပိုင်းထပ်မံထိုးစစ်ဆင်နေပြီးတော့မှတိုက်ပွဲအတွင်းပြန်လည်ပစ်ခတ်တံတွေကြားရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ဒီမနေ့6နာရီမှာပစ်ခတ်မှုတွေစဖြစ်နေပြီးကဲညူကလည်း drone တွေနဲ့ချနေတယ်စစ်တပ်ကလည်းလက်နက်ကြီးတွေနဲ့တောက်လျှောက်ပစ်နေတဲ့တေဘော့ဘိုးစစ်တပ်စခန်းကိုတိုက်တာလို့ယူဆရတယ်။ဘာလို့လဲဆိုတော့တနေ့ကစခန်းသိမ်းထားတဲ့ဘလဒိုနဲ့မလန်းမကန်းလောက်မှာပစ်ခတ်တံတွေကြားရတော့တေဘော့ဘိုးစခန်းကိုတိုက်တယ်လို့ထင်ပါတယ်အတိအကျတော့အသေးစိတ်စုံစမ်းနေတော့မှဆိုပြီးမှထမ်းမြန်မာနဲ့ဆက်စီရေးတတိမိကနေပြီးမှပြောဆိုထားပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီလောလောလတ်အနေနဲ့ပေါ့နော် Blado Siscan ကိုရရှိထားတာဖြစ်ပြီးမှစစ်ကောင်စီတပ်ဖွဲ့ဝင်20ကျော်လောက်ဆိုတော့တည်ဆုံခဲ့တာပဲဖြစ်ပါတယ်အခုဆိုရင်နောက်ထပ် Siscan 2ကို Kenyu ပူပေါင်းတပ်ဖွဲ့ဝင်နဲ့ပြီးမှအပိသက်သိမ်းပိုက်ရရှိနိုင်ဖို့ကြိုးစားနေတာကိုလည်းကျွန်တော်ထပ်ပြီးတော့မှသတင်းကောင်းကြားရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်မြေနီကျွော်ကစစ်ကောင်စီတပ်နဲ့ပူးပေါင်းပြီးတော့မှအမှုပွဲစားလုပ်နေတဲ့အမျိုးသားတပ်ပြစ်တက်ခံရတဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။သူကစစ်တပ်နဲ့ပေါင်းပြီးတော့မှအမှုပွဲစားလုပ်နေတာစစ်တပ်ကဖမ်းထားတဲ့သူတွေကိုသူကဘယ်လောက်နဲ့ပြန်ရွေးရမယ်ဆိုပြီးတော့မှတယောက်တစ်ဝက်စားတာပေါ့ပြည်သူတွေနဲ့ငွေကြေးရှုပ်ရှင်းကိစ္စတွေရှိတယ်။ထမင်းစားရင်ပြစ်ခံရတာလို့သိရတယ်ဆိုပြီးတော့မှဖြစ်စဉ်ကိုသိထားတဲ့ဒေသကောက်ကိုရေးအဖွဲ့ဝင်သူကနေပြီးတော့မှပြောဆိုထားပဲဖြစ်ပါတယ်။ဒီလိုမျိုးကျွန်တော်တို့စစ်ကောင်စီနဲ့ပူးတွဲပြီးတော့မှလှုပ်ဆောင်နေကြတယ်ပေါ့နော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြီးတော့မှဒလန်အုပ်ကြီးတွေကိုကျွန်တော်ဘက်ကနေပြီးတော့မှအချင်းချင်းတတိပေးထားကြတဲ့ကနေပြီးတော့မှဒီလိုမျိုးဆက်လက်ပြီးတော့မှလုပ်နေကြမယ်ဆိုတော့သူတို့တွေရဲ့ပြစ်တွေကိုဒီလိုမျိုးပြန်ပေးဆက်မယ်ဆိုတာသူတို့ကိုယ်တိုင်သိရှိတင်တာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့နေ့ခင်းပိုင်းမှာပထမဆုံးနေတဲ့ချိန်မှာကတော့ကျွန်တော်တို့ဒီကိုမြင့်ဆောင်အညာမြေအထူးခရိုင်စစ်ဆေးအနေနဲ့လှုပ်ဆောင်နေကြတဲ့ကျွန်တော်တို့ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေရဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့မှရဲဘော်ရှမ်းလေးနေပြီးတော့မှသတင်းကောင်းပြောကြားထားတာဖြစ်ပါတယ်ရဲဘော်ရှမ်းလေးဘယ်လိုမျိုးသတင်းကောင်းတွေပြောထားမလဲဆိုတာကျွန်တော်စကြည့်လိုက်ရအောင်နော်နောက်ထပ်ထူးခြားပြောင်းတော့စစ်စင်ရေးကိုမြင့်ဆောင်အညာမြေခရိုင်စစ်စင်ရေးစတင်လိုက်ပါတယ်ဒီစစ်စင်ရေးစတင်လိုက်တဲ့နေ့ကလေးကဒီနေ့အချိန်ကြီးအကျန်းဖက်စစ်ခွေးတက်အကောင်90ကိုပွားကူပေးလိုက်ပါတယ်ညာသူညာသားတွေအားလုံး congratulation ပါဒါဟာကျွန်တော်တို့အညာသွေးဟုတ်ပြီနေရာဆိုအကျန်းဖက်စစ်ခွေးတက်အတိုင်းချထားတဲ့စစ်စကန်ဘော12ခုတိကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်လို့ကျွန်တော်ရဲ့အညာသူအညာသားတွေနဲ့ကျွန်တော်ရဲ့မိဘတွေကိုဂုဏ်ယူစွာတင်ပြပေးခြင်းပါတယ်မေလ15ရက်နေ့ကလေးကစတင်ခဲ့တဲ့မြင်းချံခရိုင်စီမီကုတ်ရဲစခန်းမြင်းချံမြို့နယ်ကြောက်ပြုတ်ရွာဒူစခန်းမြင်းချံမြို့နယ်တောင်ရှိဂိတ်အထိုင်စခန်းမြင်းချံမြို့18ရက်ကွက်နယ်ခရိုင်ထွေအုပ်ရုံးနထိုးကြီးမြို့နယ်ဝမ်လူရဲစခန်းနထိုးကြီးမြို့နယ်ဂက်စပိုင်တိုင်းနဲ့မြို့မှာစခန်းနထိုးကြီးမြို့နယ်ဇီဝအနီးကျန်းဖက်စစ်ခွေးတက်ရဲ့စစ်ကြောင်းတောင်သာမြို့နယ်ထနောင်းကုန်းပြူရွာစခန်းတောင်သာမြို့နယ်မြို့ဝင်ဂိတ်တောင်သာမြို့နယ် gas pipeline ငါးစုံမြို့နယ်မြို့ဝင်ဂိတ်နဲ့ငါးစုံမြို့နယ်မြို့တာဗန်ဆောင်ကင်းစကန်တွေကိုကျွန်တော်တို့ကိုမြင့်ဆောင်အညာသားကြီးတွေအပီအပြင်းဝင်တွေ့လိုက်ပါကြောင်းအဲ့ဒီတိုက်ပွဲတွေအတွင်းမှာဂျမန်ဖက်စစ်ခွေးတက်ကအကောင်90ထက်မနည်းသိဆုံးပြီးတော့လက်နက်မျိုးစုံ29လက်သိစီရမှပြီးတော့ဆက်ပစ္စည်းအများအပြားသိစီရမိပါကြောင်းသတင်းကောင်းဟုတ်ပြီဒီစစ်စင်ရေးနဲ့ပတ်သက်ပြီးတော့ MA11 MA30 ဒါ G3 MA3 Pari Carbine လက်လုံအတူတွေပြီးတော့ကိုလုံး M22 MA1 MA2 G ပေါက်မျိုးစုံ G3 G မျိုးစုံ 556 G 9000ကျော်9မမ G 2000ကျော် 7.62 G မျိုးစုံ3000နီးပါးပြီးတော့မိုင်းရှာဆက်လုံးဆိုင်ကယ်15ကြီးမြန်မာငွေကျပ်300ဝန်းကျင်နဲ့အကြမ်းဖက်ဖက်စစ်ခွေးတက်ရဲ့
စစ် channel ဂျမ်မာတလုံးနဲ့အတူအဲ့ channel ဂျမ်မာတလုံးမြောက်များစွာသောပစ္စည်းတွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်တဲ့ကြောင်းကျွန်တော်မိပါပြီကျွန်တော်အားလုံးအညာမြေကိုသိချစ်ကြတယ်ကျွန်တော်အားလုံးတန်ဖိုးထားကြတယ်ကျွန်တော်အားလုံးအရန်ကိုစိုးရိမ်နေရရတယ်ကျွန်တော်အညာမြေဒီနေ့မှာတော့ကျွန်တော်အညာသူအညာသားတွေဟာစုပေါင်းအားနဲ့အတူတူရုံးလိုက်တဲ့ကိုမြင့်ဆောင်အညာမြေစစ်စင်ကြီးဒီမှာရဲဘော်ရှန်လေးပြောထားသလိုပဲပေါ့နော်ကျွန်တော်ခုဆိုရင်ကိုမြင့်ဆောင်အညာမြေထူးခရိုင်စစ်စင်းအနေနဲ့စတင်တက်ခိုက်နေတဲ့အချိန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်50ကျော်ဆိုတော့မျိုးစာဖြစ်သွားတာဖြစ်ပြီးတော့မှကြားထက်ကနေကျွန်တော်သိမ်းပိုက်ရရှိထားတဲ့စစ်စခန်းတွေနဲ့ရဲစခန်းတွေပြီးတော့မှဖြူစခန်းတွေလည်းပေါ့နော်များစွာရှိနေတယ်ဆိုတော့အကြောင်းကျွန်တော်နောက်ထပ်ချက်တဲ့ဖြစ်ပါတယ်ဒီကြားထဲမှာကျွန်တော် PDF ပုံပုံထုတ်နေပြီးတော့မှစစ်ကောင်စီတပ်တွေကနေပြီးတော့မှလက်နက်ခဲမျိုးစုံလည်းရရှိထားတာမို့လို့နောက်လာမယ်ပေါ့နော်ကျွန်တော်တိုက်ပွဲတွေတက်စစ်ကောင်စီတပ်ဘက်ကနေပြီးတော့မှထောက်ပို့လို့ထားတာပဲဖြစ်ပါတယ်ကျွန်တော်ဒီအညာမြေကနေပြီးတော့မှတက်ဆင်နေပြီးတော့အထိချီတဲ့မဲ့ကျွန်တော်ရဲ့တော်လိုင်းလိုက်လို့ဆိုတော့တဖြည်းဖြည်းရုံလုံးပေါ်လာတာပြီးတော့မှကျန်တဲ့ဘက်ပေါင်းဆောင်ကနေပြီးတော့မှတော်လိုင်းရေးပြည်သူတွေနဲ့ဒီထောက်ပို့တွေဘက်ကနေပြီးတော့မှအမြန်ဆုံးကူညီဖို့လွှမ်းနေတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒီနေ့ကနေထပ်ပြီးတော့မှပြောလိုပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့စစ်ကောင်စီကနေပြီးတော့မှအိုထင်းင်းကျွေးရစာတင်ကြောင်းဘုံချက်ခဲ့တဲ့ဘုံဟာဆိုရင် cluster ဘုံလားဒါမှမဟုတ်ပောင်ဝါရဘုံလားဆိုတာနဲ့ပတ်သက်ပြီးတော့မှဦးသိမ်းမြတ်ရဲ့တုံးသက်ပြောဆိုမှုလေးကျွန်တော်စစ်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်သူတို့ပြောတာအမှန်ပါပဲအိုးရိန်တွန်းမှာခါတိုင်းကျဲနေကြပေါင်900ဘုံကိုရိုးရိုးကျဲတယ်လို့ကျဲသွားတာမျိုးမဟုတ်ပါဘူးအထူးစီမံထားတဲ့ဘုံနဲ့ကျဲသွားတာပါအဲ့ဒါလို့အထူးစီမံထားတဲ့ဘုံနဲ့ကျဲသွားတာကစနစ်တကျအကွက်ချရုံမာတာဖြစ်ကြောင်းကျွန်တော်ရှင်းပြပါမယ်တစ်တွင်းနဲ့ကြီးမဖြစ်ဘူးနှစ်ခေါင်မိုးပြက်တယ်စာတင်ကုန်နေမလဲကြောက်တင်မုံမပြက်နိုင်ရံနေမပြောဘူးသုံး6လက်မပက်လဲအပေါက်လေးများစွာဖြစ်တယ်လေးကလေးတွေအများပြတ်တယ်အဲ့ဒီလေးချက်နဲ့ကိုက်ညီတဲ့အပြက်အစီးမျိုးကိုဖြစ်ပေါ်စေတဲ့ဘုံမျိုးစား2မျိုးရှိပါတယ်တစ်မျိုးက cluster ဘုံဖြစ်ပြီးတော့နောက်တစ်မျိုးကတော့ Airbus fragmentation ဘုံမှာအဲ့ဒီဘုံတစ်မျိုးအကြောင်းကိုရှင်းပြပါမယ် cluster ဘုံဆိုတာကစင်ခွဲဘုံမှာဘုံအကြီးကြီးထဲမှာဘုံအသေးလေးတွေထည့်ထားတဲ့ဘုံမျိုးပါဘုံအရေးအတွက်ဆယ်ကနန်းရာကနန်းကနေပြီးတော့ထောင်ကနန်းအထိတောင်မှထည့်သွင်းအသုံးပြုတဲ့ cluster ဘုံတွေရှိပါတယ်မြန်မာနိုင်ငံမှာထုတ်လုပ်တဲ့ဘုံတွေမှာတော့ cluster ဘုံအကြီးတစ်လုံးမှာဘုံအသေး၄လုံး၈လုံး10လုံးဝန်းကျင်သုံးတာများပါတယ်များသောအားဖြင့်၄လုံးကနေ၈လုံးအတွင်းမှာသုံးပါတယ်cluster ဘုံအသုံးပြုခွင့်ကိုနိုင်ငံတကာဥပဒေအရတားမြစ်ထားပါတယ်။ဘာကြောင့်တားမြစ်တာလဲဆိုတော့ cluster ဘုံတွေဟာလူသက်ဖို့ကိုအဓိကကြံရွယ်တဲ့လက်နက်အမျိုးအစားဖြစ်နေလို့ပါ။စစ်ဘက်ဆိုင်ရာအဆောက်အအုံတွေကိုဖျက်ဆီးတာမျိုးရန်သူရဲ့စစ်ကားတင်ကားအစရှိသဖြင့်စစ်ဘက်ဆိုင်ရာရန်နေရာတွေကိုဖျက်ဆီးတာမျိုးမဟုတ်ဘဲနဲ့တမင်လူသေးအောင်စီမံဖန်တီးအသုံးပြုတဲ့လက်နက်ဖြစ်တဲ့အတွက်နိုင်ငံတကာဥပဒေနဲ့တားမြစ်ထားတာပါ။ဒါပေမဲ့စစ်ကောင်စီရဲ့လက်နက်စက်ရုံတွေမှာ cluster ဘုံထုတ်လုပ်နေတယ်လို့2021အာဏာသိမ်းပြီးတဲ့နောက်မှာစစ်တပ်က cluster ဘုံအသုံးပြုတာတွေရှိပါတယ်။ cluster ဘုံဟာလူကိုတတ်ဖို့အဓိကရည်ရွယ်အသုံးပြုတာဖြစ်တဲ့အတွက်တာမန်အရသားပြည်သူကိုတတ်ဖို့အဓိကရည်ရွယ်ပြီးတော့အသုံးပြုတာမျိုးဖြစ်တဲ့အတွက်လူစုလူဝေးရှိတဲ့နေရာမျိုးစာတင်ကျောင်းလိုနေရာမျိုးစေယုံလိုနေရာမျိုးတွေမှာအသုံးပြုလို့ရှိပါတယ်အဲ့ဒါလိုလူတတ်ဖို့အတွက်တမင်ကြံရွယ်အသုံးပြုတဲ့လက်နက်ဟာလူမဆန်လွန်းတဲ့အပြင်မှာအရသားပြစ်မှတ်တွေကိုအဓိကရည်ရွယ်လေးရှိတဲ့အတွက်နိုင်ငံတကာဥပဒေနဲ့တားမြစ်ထားတာဖြစ်ပါတယ်အဲ့ဒါလို cluster ဘုံကိုအသုံးပြုရင် cluster ဘုံဟာမြေမကျခင်လေထဲမှာပင်မဘုံကွင်ကြီးကိုဖွက်ချလိုက်ပြီးတော့ဘုံအသေးလေးတွေမြေပေါ်ကျသွားပါတယ်အဲ့ဒါလိုဘုံအသေးလေးတွေကနေမှထက်စစ်ပေါက်ကွဲတာဖြစ်တဲ့အတွက်ပေါင်900ဘုံအသုံးပြုသလိုတွန်းနဲ့ကြီးတွေမဖြစ်ပါဘူး။နိုင်ရန်တွေပြိုလဲတာစာတင်ကုန်တွေပြိုလဲတာမျိုးလည်းဖြစ်မှာမဟုတ်ပါဘူး။ပေါက်ကွဲမှုဖြစ်ပွားတဲ့ခေါင်မိုးမျက်နှာကျက်နေရာမျိုးကသာပျက်စီးပါတယ်။ဒါပေမဲ့ဘုံအသေးလေးတွေအများအပြားပါဝင်တဲ့အတွက် cluster ဘုံ10လုံးသုံးလို့ရှိရင်မြေပြင်မှာ cluster ဘုံကျပြီးကွဲတဲ့နေရာ10နေရာရှိရပါမယ်။အဲ့နောက် cluster ဘုံပေါက်ကွဲမှုကြောင့်မြေကြီးနဲ့နိုင်ရန်တွေမှာအပေါက်ငယ်လေးတွေအများအပြားဖြစ်နိုင်ပါတယ်။လူအများအပြားသိနိုင်ပါတယ်။ဒါကြောင့်အိုးရိန်တွင်းမှာကျဲသွားတဲ့ဘုံဟာ cluster ဘုံဖြစ်နိုင်ခြေရှိပါတယ်။ဒါပေမဲ့ cluster ဘုံတွေကျရင်ဘုံအသေးလေးတွေထည့်တဲ့ပင်မဘုံဝင်ကြီးကြံနေရှိပါတယ်။အဲ့ဒီပင်မဘုံဝင်ကြီးဟာစလင်ဒါပုံစံဒူလုံးရှည်ပုံစံဖြစ်လေရှိပါတယ်။အသုံးပြုပြီးရင်ဒူလုံးရှည်နှစ်ချမ်းခွဲဘုံခွင်ကြီးအနေနဲ့ကြံခဲ့လေရှိပါတယ်။အခုအိုးရိန်တော့မှအဲ့ဒါလိုဘုံခွင်မျိုးမတွေ့ရပါဘူး။ဒါအပြင် cluster ဘုံအသေးလေးတွေမြေပေါ်ကျပြီးတော့ကွဲတဲ့နေရာတွေမတွေ့ရပါဘူး။အဲ့ဒါကြောင့် cluster ဘုံမဟုတ်တော့ဘူးလို့တန်တရားဝင်စရာအချက်တချို့ရှိပါတယ်။ cluster ဘုံတွေကိုထည့်တဲ့ပင်မဘုံခွင်ကေစင်ကြီးကိုမတွေ့ရတာကြောင့် cluster ဘုံမဖြစ်နိုင်ဘူးလို့တေချာပေါက်ပြောနိုင်သလားဆိုတဲ့မေးခွန်းရှိပါတယ်ဒါတော့ဗောနော်ကျွန်တော်ဦးသိမ်းမြတ်နေပြီးတော့မှခုဆိုရင်ဒီအော်ထရင်းကျစာတင်ကြောင်းစစ်ကောင်စစ်နေပြီးတော့မှပုံချတဲ့နေရာမှာသူတို့သုံးပြခဲ့တဲ့ဘုံအဆိုတော့ cluster ဘုံဖြစ်နိုင်ချေနေပါတယ်ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ရန်လုံးပြပြောလို့တော့ရတာမဟုတ်ပေမဲ့အခုလိုမျိုးဘယ်ဘုံဖြစ်ဖြစ်အသုံးပြုပြီးတော့မှပြည်သူတက်ဖြတ်ဖို့လို့ဆောင်နေကြတဲ့မြောက်လိုင်းတို့စစ်တပ်အနေနဲ့ကတော့
မချခင်မှာတော့သူတို့ရဲ့ပြည်တဲ့အတွက်ပြန်ပြီးတော့ပေးဆက်မယ်ဆိုတာတော့ချင်းနေပြောလို့ရနေတာဖြစ်တယ်ကျွန်တော်ခုဆိုရင်လဲတော်လိုင်းရေးပူပေါင်းတပ်ဖို့နေပြီးတော့အဓိကအနေနဲ့စစ်ကောင်စီရဲ့လေတက်စစ်ကြောင်းတွေပြီးတော့မှသူတို့ရဲ့ပေါ့နော်ဌာနချုပ်တွေကိုအခုဆိုပြစ်မှတ်ထားတိုက်ခိုက်နေတာပြီးတော့မှအရာရှိတချို့အဆွန်လဲမျိုးစာဖြစ်ပြောင်းလဲပေးနေတာကိုထပ်ပြီးတော့မှတွေ့ရပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောတွေနဲ့ဘောမချုံမျိုးများနေပြီးတော့မှ NUG PDF တွေရဲ့အဓိကရည်မှန်းချက်ဖြစ်တဲ့နေပြီးတော့ထိချီတဲ့ရဆိုတဖြည်းဖြည်းစတင်နေပြီဆိုတဲ့အကြောင်းသွားနေပြီးတော့မှပါနော်အကြောင်းတရားနဲ့ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင် ဒီပြည်သူလူထုမျက်နှာမကြည့်ပဲတတိရုပ်တဲ့ဖွဲ့စည်းပေါ့အဲ့ NUG ဘက်ကလူတွေဘက်မှာကျွန်တော်တွားရက်စရာအကြောင်းမရှိဘူးကျွန်တော်ဂျန်နစ်ကြောင့်နေလုံးမထောက်ခံနိုင်ဒါကျွန်တော်အမြင်ပဲကျွန်တော်မထောက်ခံနိုင်အဲ့ဒီကောင်ကြီးလုံးဝပြည်သူလူထုမှာစေနာရှိရမဟုတ်မရှိတဲ့ခါကျတော့သူတို့စေနာကင်းမဲ့သွားဖြစ်မယ်ဒီငင်းချိုင်းဆွေးနွေးဖို့အပြည့်ရဖို့ဒီကောင်ကြီးစဉ်းစားမဟုတ်ဘူးဒါမလေးရှားဝေးချုပ်ကဘယ်လိုပြောသူရမဟုတ်နေဖုန်းလာကောင် PDF မှာသူတို့ပြန်ပြောနေပြီလားဒီ6ချက်ကိုလိုက်နာမှာတော့ဘာလို့ညာလို့ဆိုတော့မသိသူတို့ပဲနိုင်နေတဲ့အတိုင်းပဲမသိသူတို့ပဲ legitimacy ရတယ်လို့ပဲနော်သူတို့ပဲ legitimacy နိုင်ငံတကာမှာ legitimacy ရထားတယ်လို့ပဲမသိမယ်သူတို့တကဘာလုံးမှာအတိမတ်ပြုထားတယ်လို့မသိသူတို့ပေးမှာပဲဒီကတိုင်းပြည်တည်ငြိမ်ကြတော့မယ်တိုင်းပဲဆိုတော့တခါကြရင်ဒီစစ်တပ်ဘက်ကတတ်နေတော့တီးခံပြီးတော့ချိန်ဆွဲပြီးတော့စအောင်ပြီးတော့ခေါ်ပေးနေလို့လက်တွဲခေါ်ပေးဖို့ကြိုးစားနေတယ်မဟုတ်ရင်ခင်ဗျာတကယ်ပြင်းဦးသားရွှေခေတ်ကလို့သာပြင်းထလိုက်ရင်ကိုပြကြတော့မှာပုံမှန်အကုန်မှာဒါကြောင့်ဒါကြရင်တစ်ဖက်ကဆိုပြောရတယ်နော်အဲ့လိုဒီမာတာမသိဘူးလို့ကျွန်တော်တို့တိုက်တွန်းချင်တယ်ဒါမလေးရှားဝင်းချုပ်ကပြောစကားနဲ့ဆက်ပြီးတော့ပြောတာပါအဲ့တော့ကျွန်တော်ဒီနေ့ပေးလေးတော့အခုစစ်ပွဲတွေကတိုက်ပွဲတွေကကိုအိမ်နာရောက်လာတဲ့ခါတခါခောက်တဲ့ခါအဲ့တော့မှတိုက်ပွဲတွေရဲ့စိုးကျိုးကိုကိုယ်တိုင်နားလည်ကြတာအခုတောင်ကူနားမှာအမြန်လမ်းပေါ့နော်အမြန်လမ်းရှိတယ်အမြန်လမ်းရဲ့တောင်ကူကနေဒီဘက်ကိုထွက်တောင်ကူဒီဘက်ထွက်ရင်အမြန်လမ်းဒီဘက်ကိုဆက်သွားရင်ဘာခေါ်လဲနာမည်စပယ်ကျွဲလို့ပေါ့အဲ့ရွာလေးအခုအမြန်လမ်းဆို9မိနစ်6မိနစ်လောက်ပဲဝေးတယ်ကားနဲ့တော့9မိနစ်6ပဲဝေးတယ်ဆိုတော့ခဏလေးကားနဲ့ဆိုအဲ့ဒီနေရာတွေမှာလည်းအခုစစ်တပ်ကစစ်ကြောင်းထိုးရတယ်လှုပ်လိုက် PDF တွေအဲ့မှာစုဝေးရတယ်လှုပ်လိုက်ပြီးတော့ပြောချင်တာတော့သူကနေပြည်တော်နဲ့ရန်ကုန်ကြားတောင်ကူနဲ့နေပြည်တော်ကြားကိုဖြတ်တော့ဖို့ပိုင်းဖို့စူးစမ်းနေတာပေါ့နော်ပိုင်းဖို့ဒီ PDF တွေစူးစမ်းနေတယ်ဥပမာဘကိုးရုံးဘက်ကနေဆင်းလာတယ်ဒီဘက်ကကရင်ဘက်ကနေပြီးတော့ဆင်းလာတယ်အဲပေါင်းပြီးတော့အလဲကောင်အမြန်လမ်းသူတို့ဖြတ်ပိတ်ဖို့စူးစမ်းမယ်ပြီးနေပြည်တော်နဲ့နေပြည်တော်ကိုထီးထီးကြံကြအောင်သူတို့စူးစမ်းချင်တဲ့သဘောရှိတယ်နထိုးကြီးတို့ကတော့အဲ့တိုင်းပဲမန္တလေးနဲ့နေပြည်တော်ကြားကိုသူကဖြတ်တော့ပြစ်နေတဲ့သဘောဆိုတော့အခုတက်ကတော့စစ်ကြောင်းတွေပြန်ပြီးဝင်လာတဲ့အတွက်တော်တော်လေးတော့ရယူသို့တော့ခုနသူတို့ရဲ့ကြီးမန်းချက်ကတော့နေပြည်တော်ကိုအထီးကျန်သွားအောင်လုပ်ချင်တယ် lonely ဖြစ်အောင်လုပ်ချင်တယ်အဲ့တော့အဲ့ဒါပတ်ပတ်လေးဝိုင်းဖို့ကြိုးစားတယ်နေပြည်တော်နဲ့အဆက်အသွယ်တွေအားလုံးပြတ်သွားအောင်ကြိုးစားချင်တဲ့သဘောနဲ့ကော်လေးစစ်ရေးပေါ်ဆောင်တယ်အဲ့တော့တက်ကစစ်စင်ပြန်ပြီးတော့ဆင်းတဲ့ခါလေးကြောက်အခုကျတော့ပြည်သူတွေကအကုန်လုံးလေရင်နဲ့တချင်းဖွင့်ပြပါတယ်လို့ဘာလို့ရှောက်ဖြစ်ကုန်ဘူးတော့နော်လေရင်နဲ့တချင်းဖွင့်ပြပါတယ်လို့နော်အခုကျမှဘောလုံးပါတယ်တရားလို့ပါတယ်ရှောက်အောင်ပေါ်တယ်ဆိုတော့ပြောရင်တော့ဟိုစစ်တပ်ကတော့အကြမ်းဖက်သမားတွေရှိတဲ့နေရာကိုစစ်ကြောင်းထိုးတဲ့ခါကျရင်တော့လေရင်လည်းတော့ရင်တော့မှာပဲလေရင်နဲ့တချင်းဖွင့်ပြရင်လည်းဖွင့်ပြမှာပဲလေရင်မောင်းပြီးတချင်းဖွင့်ပြရင်ဖွင့်ပြမှာပဲဒီလက်ကြီးနဲ့ပြစ်ဆက်ရှိတယ်သူပြည့်ရလိမ့်မယ်ဘာလို့အကြမ်းဖက်သမားကနေနေရတာဆိုတော့စစ်ကြောင်းလေးထိုးရင်ထိုးအောင်စစ်ကြောင်းထိုးတဲ့အခါဂျားမှာမဆိုင်တဲ့လူညက်တာလည်းရှိနေတာလည်းရှိနေတာဆိုတော့ဒါမျိုးတွေကတော့ဖြစ်နေတယ်စစ်ပွဲတွေဂျားမှာတော့ဒီလိုစိုးကြိုးတွေခံစားရတယ်အဲကြောင့်ကျွန်တော်တို့ကကိုယ်အိမ်ရှိကိုယ်အိမ်ရက်ွက်ရွာတိကိုစစ်ပွဲတွေမခေါ်မိကြဘူးနောက်တနက်ကင်ထားတဲ့တက်မတော်မဟုတ်တော့နိုင်ငံတော်မဟုတ်တော့နိုင်ငံတော်ဆိုရမဟုတ်တော့တက်မတော်မဟုတ်တော့ရဲတပ်ဖွဲ့မဟုတ်တော့တနက်ကင်ထားတဲ့သူတွေကိုကိုယ်အိမ်နာတိခေါ်မလာကြအကောင်းဆုံးပါကိုယ်ရွာနေခေါ်လာကြအကောင်းဆုံးပါကိုယ်ရွာတိရောက်လာပြီးရင်တော့တေးကြတယ်အဲ့ဒီလက်နက်တွေရောက်လာရင်အဲ့ဒီလက်နက်တွေလူရောက်လာရင်တေးကြတယ်ခင်ဗျားတို့ရွာတော့စိတ်မချတဲ့ရွာတွေဖြစ်သွားဒီမှာကြော်မြများနေပြီးတော့ပါနော်အခုဆိုရင်ကျွန်တော်အားလုံးသိထားတဲ့အတိုင်းပဲ NUG ဘက်ကနေပြီးတော့မှ PDF တပ်ဖွဲ့ဝင်တွေနဲ့သူစစ်ကောင်စီနဲ့ညီနဲ့ဆွေးနွေးမှုမရှိနိုင်ဘူးဆိုတဲ့အကြောင်းဒီကောင်းနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်နောက်တစ်ဖက်မှာဆိုတော့ကျွန်တော်နထိုးကြီးတောင်တာမြင်းချန်စားတဲ့နေရာတော်တော်များများဆိုရင်စစ်ကောင်စီရဲ့ပေါ့နော်စစ်စကန်တိန်အောင်ပွဲတွေကိုကျွန်တော်ကြားနေရတာပြီးတော့မှကျွန်တော်တောင်ပိုင်းမှာရှိတဲ့တော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့နဲ့ချစ်စစ်မိမိနဲ့အခုလိုမျိုးဟန်ချက်ညီဆောင်နဲ့လှုပ်ဆောင်နေတဲ့အတွက်ကြောင့်မလို့နေပြီးတော့ဆိုတော့မကြခင်မှာတော့ PDF တပ်ဖွဲ့ဝင်တွေနဲ့ကျန်တဲ့တော်လိုင်းရေးတပ်တွေလာရောက်ချီတက်တော့မယ်ဆိုတဲ့အကြောင်းဒီကောင်းနေပြီးတော့မှကြောက်လန့်တဲ့ကြောင်းနဲ့ပြောဆိုထားပဲဖြစ်ပါတယ်ဆိုတော့အားလုံးမြန်မာထားတဲ့အတိုင်းပဲနေပြီးတော့အထိသိမ့်ပိုက်နေဖို့မျိုးလင်းချဆိုတော့တဖြည်းဖြည်းရောင်နေတန်းလာတာပြီးတော့မှတစ်ဖက်မှာဆိုတော့အားလုံးတည်ထားတဲ့အတိုင်းပဲ PDF ပူအောင်တဖို့ဝင်နေပြီးတော့မှပေါ့နော်ကျွန်တော်တို့ဒီပကူးယူမတွေကသစင်စတင်ပြီးတော့ရောက်ထိုးစစ်ဆင်လာတာမလို့မြောင်ရည်တို့အဆိုးအနေနဲ့ကတော့ခုစံကြက်ရဲနေတာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်အားလုံးပြောထားတဲ့အတိုင်းပဲစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တခြားဒီပြူစော်ထီးတွေကျွန်တော်ဘက်ကအလီမြတ်ဆုံးကူပြောင်းခုလုံးတင်နေတာပြီးတော့မှနောက်မှနားမထောင်မဲနဲ့ဆရာနာရှင်တို့တစုတွေ့ပါနော်အတက်ပေးပြီးတော့မှတိုက်နေဦးမယ်ဆိုတော့ကျွန်တော်ဘက်ကနေပြီးတော့မှအမြင့်ပြတ်ချိန်မုံတွားရမယ်ဆိုတဲ့အကြောင်းလဲအခုဆိုရင်ထပ်ပြီးတော့မှကြားနေရတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောတွေနဲ့ကိုစိုးရနေပြီးတော့မှတော်လိုက်ပချတပ်ဖွဲ့ဝင်တွေနဲ့ COC စနဲ့ကောင်းကောင်းလုံးနိုင်ဖို့အတွက်ဘာတွေလိုအပ်လဲဆိုတာကိုသူ့အမြင်ကိုသုံးသပ်ပြောဆိုထားတဲ့အားလေးကျွန်တော်ဆက်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်လူလူကောင်းဆောင်တယောက်ကလူလူရဲ့ကျွန်တော်တို့ခံဆိုတဲ့ပါဝါကြီးကြီးမားမားရှိတဲ့အတွက်ကြောင့်မို့သူ့ရဲ့ကြိုးစားခြင်းဩဇာတိတ်ကမသည်တိုင်းပြည်ပြောင်းလဲဖို့အများကြီးကိုဖြစ်ပေါ်စေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကမြန်မာနိုင်ငံမှာကျွန်တော်တို့စီစီလုံးလုံးနဲ့ခေါင်းဆောင်ကောင်းတွေပေါ်ခဲ့တဲ့အချိန်မှာအင်မာယာ၃ချိန်ဖြစ်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒါပထမမြန်မာနိုင်ငံတော်ဖြစ်တဲ့နော်အမေရိကန်မင်းဦးဆောင်တဲ့အချိန်မှာကျွန်တော်တို့စီလုံးညီညွတ်စွာနဲ့အင်မာယာဖြစ်ခဲ့တယ်နော်နောက်တစ်ခုကတောင်ကူခေတ်မှာလည်းဘုရင်တော်မင်းတရားကြီးလက်ထက်မှာစစီလုံးညီညာစနော်ယူရီးယားကမ္ဘောဒီးယားပါယူဒီလေးစားသောဘုရင်တစ်ပါးအနေနဲ့အင်မာယာဖြစ်ခဲ့တယ်အဲ့တော့ဦးမောင်စီကဖြစ်မှာ
တရမြန်မာနိုင်ငံတော်အင်ပါယာကိုဖြစ်ခဲ့တယ်ဘိုးကျော်ကဖြစ်မှာအင်ပါယာတော့မဟုတ်ပေမဲ့စီလုံးညွတ်စွာနဲ့ပြည်တော်စုကိုဖြစ်ခဲ့တယ်ဒါပေမဲ့အဲ့ဒါတွေကကြည့်လိုက်ပြိုကွဲခဲ့ကြတယ်ဟုတ်လားပထမအင်ပါယာလည်းပြိုကွဲရတာပဲဒုတိယမြန်မာနိုင်ငံတော်လည်းပြိုကွဲရတာတတိယမြန်မာနိုင်ငံတော်လည်းပြိုကွဲရတာပဲအခုဂျိုင်းနဲ့ပါပဲအဲ့တော့ကျွန်တော်တို့ကဒီခေါင်းဆောင်တွေကိုတယောက်တည်းကနေဥဆောင်တာမဟုတ်ဘဲနဲ့ generation လိုက်ဥဆောင်နိုင်တော့စမကြတော့ squad လိုက်ကြီး leadership skill ကိုပိုင်နိုင်တော့ခေါင်းဆောင်တွေဖြစ်ဖို့ထိပါကျွန်တော်တို့ကဒီ match နဲ့ကျွန်တော်တို့ဒီတိုက်ပွဲကြီးကိုကျွန်တော်တို့တိုက်ခဲ့တာပေါ့အဲ့တော့ဒီနေ့ဒီတင်နဲ့ပြီးသွားတာဒီတိုက်ခဲ့မှုတဲ့တိုက်ပွဲတွေထဲမှာဒီတိုက်ပွဲကကျွန်တော်တော်တော်စဉ်းစားကြိုးစားနဲ့တိုက်ခဲ့တဲ့တိုက်ပွဲတစ်ပွဲဖြစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်ပေါ့နော်ဒီတိုက်ပွဲကိုတိုက်ဖို့တော့ကျွန်တော်အာယူပြင်ဆင်ရတာတွေမနှဲပါဘူးအဲ့ဒီလိုလေကျွန်တော်တို့စကားရှိတဲ့စကားကိုပြန်ကောက်ရလို့ချင်းရဲဘော်တွေကဘယ်တော့မှမမားပါဘူးခေါင်းဆောင်ကောင်းတွေကတေချာလမ်းမပြနိုင်တာပါအဲ့တော့ကျွန်တော်တို့တော်လိုင်းရေးမှာ COC မိကျင်တယ်ဆိုအနေနဲ့ရက်ကတော့អော်နေတာပဲဒါပေမဲ့ COC ဒီကျွန်တော်တို့ရဲ့တပ်ဘူးကောင်းတို့ရဲ့သင်ခန်းစာတွေမှာကိုကဲမှုဆိုတဲ့သင်ခန်းစာကိုပြန်ပြောရရင်ဥပဒေကိုမိမိကိုယ်နဲ့လိုက်နာသိခြင်းအားဖြင့်ကိုယ့်ရဲ့ငယ်သားတွေကိုလိုက်နာစေတတ်ရမယ်ဆိုတဲ့စကားအတိုင်း COC ကိုမိကျင်လို့ရှိရင်လူကြီးတွေအနေနဲ့ကိုယ့်ကိုအရင်ဆုံး COC ဆိုတဲ့သဘောတရားကိုသိရလားနီးဥပဒေကိုသိရလားနီးဥပဒေရောရှိရလားကိုယ်တိုင်ရောလိုက်တာကျင့်သုံးတာကျင့်သုံးစေခြင်းအပြင်ရဲဘော်တွေကိုလည်းလိုက်တာကျင့်သုံးစေလားဆိုတာကိုသုံးသပ်ရမယ်ပေါ့အဲ့တော့ကျွန်တော်တို့ရဲ့လိုအပ်ချက်ကိုတော်လိုင်းရဲ့လိုအပ်ချက်ကိုဒီနေ့ဒီချိန်မှာကျွန်တော်တက်ဆန်းသလောက်ကျွန်တော်တို့တက်ဖွဲ့တက်ဆန်းသလောက်ပြည်သူလူထုရဲ့အကူအညီနဲ့ပြည်စည်းနိုင်ခဲ့တဲ့အတွက်နော်ပါဝင်တဲ့တက်ဖွဲ့ဝင်တိုင်းကိုလည်းကျေးဇူးတင်တယ်ကိုယ်တိုင်အုပ်ချုပ်တဲ့အခါမှာလည်း COC စကားရဲဘော်ကိုပြောချင်လို့ရှိရင်ကျွန်တော်ထပ်ပြောလိုက်မယ်ဒီစနစ်ကိုဒီဥပဒေကိုကိုယ်တိုင်သိရှိနားလည်စေခြင်းအားဖြင့်မိမိကိုယ်တိုင်လိုက်နာပြီးငယ်သားများကိုလိုက်နာစေပါလို့မှာကြိုင်းနဲ့ညီကုန်းချုပ်ပါတယ်ဒါတော့ကိုယ်စားရနေပြီးတော့မှကျတို့တော်လိုင်းရေးခေါင်းဆောင်တွေနဲ့ COC ကိုကိုယ်တိုင်ပေါ့နော်တရှိနားလည်ပြီးတော့မှကိုယ့်ရဲ့ရဲဘော်တွေကိုချက်ပြနိုင်ခြင်းအဖြစ်ကျတို့ကြံတဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေနဲ့သူ COC စနစ်ကောင်းကောင်းခြေစမိမိနဲ့လှုပ်ဆောင်နိုင်မယ်ဆိုတဲ့အကြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်ကျတို့ခုဆိုတော့တိုက်ပွဲတိုင်းမှာကျတို့ COC စနစ်ကောင်းလို့ပေါ့နော်အောင်မြင်မှုတွေလည်းရရှိနေတာဖြစ်ပြီးမှအားလုံးတည်ထားတဲ့အတိုင်းပဲတောင်ပိုင်းတိုင်းမှာဆိုတော့ကျတို့တော်လိုင်းတပ်ဖွဲ့ဝင်တွေက COC စနစ်ကောင်းကောင်းလို့တာဖြစ်တဲ့အတွက်အခုဆိုလည်းစစ်ကောင်စီရဲ့စစ်စခန်းတွေကိုတခုပြီးတခုတင်ပြရရှိနေတာပဲဖြစ်ပါတယ်ကျတို့ကြံတဲ့တော်လိုင်းရေးပူအောင်တပ်ဖွဲ့ဝင်တွေနဲ့လည်းပြည်သူတွေရဲ့ထောက်ခံမှုနဲ့သူလူထုကောင်းဆောင်တွေဖြစ်ပေါ်နော်ရက်တည်နေကြတာမို့လို့အားလုံးမျိုးမှန်းထားတဲ့အတိုင်းပဲကျတို့တွေနဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားထဲမှာအညိုးအာဃာတတွေမရှိဘဲနဲ့ဒီလိုမျိုးဆက်လက်ပြီးတော့မှတွားနိုင်မယ်ဆိုတော့အားလုံးမျိုးမှန်းထားတဲ့အတိုင်းပဲ2025နှစ်မှာကုန်ခင်မှာနေပြည်တော်ထိတယောက်ပြီးတော့မှ Facebook မြောက်လိုင်းတို့ရှိတယ်ပေါ့နော်နေရာတွေထိတောင်မှတိတ်နိုင်တဲ့အနေအထားတရက်ကိုပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပြည်သူတွေတောင်မှကတော်လန်ပေချမ်းကရဲဘော်တွေခေါင်းဆောင်တွေနေနဲ့အခုကတည်းကကောင်းမွန်တဲ့ COC စနစ်တည်ဆောက်ပြီးတော့မှကျွန်တော်အရှိကိုဟန်ချင်းညီနဲ့တွားရတော့မယ်ဆိုတဲ့အကြောင်းပြောရတဲ့ကျွန်တော်ဒီနေ့နေခင်းမှာတစ်ဖက်ဗီဒီယိုကိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှတရားရေးချက်နဲ့နေခင်းလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကတည်းကဆုံးကောင်းတောင်းပေးလိုက်ပါတယ်